တူတူစကားပြောလိချင်းကြည့်ရအောင်လားဗျကောင်းလိုက်တာပဲကောင်းစင်ကိုပြောရင်ကောင်းမလဲနော်နေ့စဉ်ဘဝအကြောင်းအရာတွေတောင်ပြောကြည့်ရအောင်လားဗျဥပမာမနက်ခင်းအလေးထားတဲ့ဝါဇနာဒါမှမဟုတ်အချိုက်ဆုံးစားတောက်တဲ့အကြောင်းပေါ့ဗျဘယ်လိုကောင်းစဉ်ကိုပြောချင်လဲပြောကြည့်ပါအောင်ဗျအော်မနက်ခင်းလေးထားကြောင်းလေးကိုအင်္ဂလိပ်လိုပြောကြမယ်နော်ကောင်းပါပြီဗျမနက်ခင်းအလေးထားအကြောင်းအင်္ဂလိပ်လိုပြောကြည့်အောင်ဗျမနက်အရာရေးထင်ရင်ဘာတွေအရင်ဆုံးလုပ်တတ်လဲဗျ for me after I get it what do I do okay I use my phone ဟုတ်ကဲ့ဗျမနဲ့အေးရထရင်ဖုန်းသုံးလိရှိတယ်နော်ဒါဆိုအဲ့ဒါအကြောင်းကိုအင်္ဂလိပ်လိုပြောကြည့်အောင်ဗျ After I wake up I usually check my phone လို့ပြောနိုင်ပါလေဗျတခြားပါဒီလုပ်သေးလေဗျဖုန်းသုံးပြီးတော့ခါကြတော့မျက်နှာတက်တယ်မနှက်စာစားတယ်ဟုတ်ကဲ့ဗျဖုန်းသုံးပြီးရင်မျက်နှာတက်ပြီးမနဲ့စာစားတယ်ပေါ့နော်အဲ့ဒါကို After checking my phone I wash my face and have breakfast လို့ပြောနိုင်ပါလေဗျပြီးတော့တခြားပါလီလုပ်သေးလေဗျမနှက်စာစားပြီးသွားလို့ရှိရင်အလုပ်လုပ်ဖို့အတွက်ပြင်ဆင်တယ်ဟုတ်ကဲ့ဗျမနက်စာစားပြီးရင်အလုပ်လုပ်အတွက်ပြင်ဆင်တယ်ပေါ့နော်အဲ့ဒါကို after checking breakfast I get ready for work လို့ပြောနိုင်ပါတယ်ဗျဒီလိုမျိုးကိုယ့်ရဲ့မနက်ခင်းအလေးထားလေးကိုအင်္ဂလိပ်လိုပြောဖော်ပြလို့ရပါလေဗျတခြားဘာတွေပြောချင်သေးလဲဗျပြီးသွားတဲ့အခါကျတော့အလုပ်မှာအာတထေးဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းအစ်စ်တင်နဲ့တွေ့တဲ့အခါကျရင်ဘယ်လိုစပြီးတော့စကားပြောရမလဲဟယ်လိုဟယ်လိုဟုတ်ပြောပါဗျဘာဆက်ပြောချင်သေးလဲဗျအလုပ်ကိုရောက်သွားတဲ့အခါကျတော့တငယ်ချင်းအစ်စ်တွေဒါမှမဟုတ်တထေးနဲ့တွေ့တဲ့အခါမှာဘယ်လိုလေးတွေစပြီးတော့ပြောရင်ကောင်းမလဲပေါ့နော်โอเคပါဗျအလုပ်ပါတငယ်ချင်းအတိတ်တွေနဲ့ဒါမှမဟုတ်တတိနဲ့တွေ့တဲ့အခါမှာဆက်စကားနဲ့ you say လို့ပါတယ်ဗျပြီးတော့ကိုနှုတ်ဆက်ပေးထားပေါ့ဗျမှာ My name is your name It's good to meet you လို့ပြောနိုင်ပါတယ်ဗျပြီးရင်ရာသီဥတုအကြောင်းဒါမှမဟုတ်အလုံးအကြောင်းလိုမျိုးပေါ့ပေါ့ပါပါစကားစမိလို့ရပါတယ်ဗျ Okay, if so, hello, morning. My name is Ted. It's good to meet you. Is it okay? ဟုတ်ကဲ့ It's good to meet you လို့ပြောတာ for ဝေပြီးတင်းညော်တဲ့နှုတ်ဆက်စကားပါပဲဗျလူတယောက်နဲ့ပထမဆုံးတွေ့တဲ့အခါမှာအဲ့ဒီစကားလုံးကိုသုံးပြီးနှုတ်ဆက်လို့ရပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့လည်းဒီလိုအင်္ဂလိပ်လိုလာပြီးတော့လေ့ကျင့်ဦးမယ်နော်။ ဟုတ်ကဲ့ဝမ်းသာပါတယ်ဗျနောက်နေ့လေလာရောက်လေ့ကျင့်ပါဦးဗျကျွန်တော်အမြဲတမ်းကူညီပေးဖို့ရှိပါလေဗျတက်နိုင်တလောက်ပံ့ပိုးပေးပါမယ်ဗျ ကျေးဇူးအများကြီးတင်ပါတယ်။ Thank you so much. You're very welcome နောက်ထပ်ပါကူညီပေးရဦးမလဲကဒီနေ့တော့ဒီလောက်ပါပဲရှင်။ Have a nice day. ဟုတ်ကဲ့ဗျာ Have a nice day ပါဗျနောက်ထပ်ဘာသာစကားနဲ့ပတ်သက်ပြီးအကူအညီလို့အရင်လာမိပါအောင်နော်ဟုတ်ကဲ့မေးပါမယ်ရှင်။ Bye bye. ဟုတ်ကဲ့ဗျ Bye bye ဗျာ